ချီကျူးခံရတာကဲ့ရဲ့ခံရတဲ့ပေါ်တွေမှာ feedback မနေဘဲနဲ့ကိုလုံးဆရာရှိရဲ့အရာကိုဆက်လုပ်ကျွန်တော်ကချီကျူးခံရတော့ free မတက်တင်ဘူးပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော်တစ်ချိန်လုံးလုပ်ဖြစ်တယ်တိလားဒါပေမဲ့အခုပြန်ပြီးတော့ sharing ပေးမယ်ပေါ့နော်အဲ့ဘာလဲဆိုတော့ကျွန်တော်ချီကျူးခံရတော့ feedback မနေပါနဲ့ဆိုတဲ့ဟာမျိုးပေါ့နော် okay အဲ့မင်းလာပြီးဘာလို့ဆိုလို့ချင်တာလဲပေါ့ကျွန်တော်ရှင်းပြပေးပါမယ်ပေါ့နော်ကျွန်တော်တို့လူငယ် A နဲ့လူငယ် B ရှိတယ်သဘောထားပါလို့ဒီမှာလူငယ် A ဒီမှာလူငယ် B ရှိတယ်ပေါ့နော်ဆိုတော့ okay အဲ့မှာကျွန်တော်ပြပြမယ်လူငယ် A ကကြတော့သူလှုပ်ရှားရှိရဲ့အလုပ်သူကျင်စော့တယ်ဒါမှမဟုတ်သူလှုပ်ရှားရှိရဲ့အလုပ်တွေသူလုပ်တယ် okay အဲ့ဘာလဲသူလုပ်တဲ့အလုပ်တကူကအနေနဲ့အလုပ်ဖြစ်တယ်အရှိကိုရောက်တယ်ဆိုတော့လူတွေကအာချီကျူးတာပေါ့မင်းလုပ်တဲ့လူတွေကအကျိုးပြုတယ်မိုက်တယ်ဆိုတော့လူတွေကဝိုင်းချီကျူးကြတယ်အဲ့ချိန်မှာဘာလဲဆိုတော့သူကပျော်တယ်လူကြီးချီကျူးတာပျော်ပျော်လို့ရတယ်ကျွန်တော်ကပျော်တာပဲပေါ့နော်သူကဘာလဲဆိုတော့အလွန်မင်းပျော်တယ်အလုံးမင်း feed တက်တယ်ပေါ့နော်ပြောချင်တာအဲ့လိုချိန်မှာဘာလဲဆိုတော့သူလှုပ်တဲ့အလုပ်လေးတခုသူကဆက်လုပ်နေရင်းနေတော့ကျင်ကသူ point တစ်ပိုင်းမှာသူမှားသွားတယ်ပေါ့နော်အဲ့ချိန်ကကြာဘာဖြစ်လဲဆိုတော့အဲ့ဆောနာချီကျူးခဲ့တဲ့လူတွေတော့မဟုတ်ဘူးဒါပေမဲ့တခြားလူတွေကသူ့ဝိုင်းပလိန်ကြတယ်ဒါလေးတော့စောက်တော့မကြောက်လို့ဆိုရဲအထာမျိုးနဲ့ပေါ့နော်သူ့ဝိုင်းပလိန်ကြတယ်အဲ့ချိန်ကကြာဘာဖြစ်လဲဆိုတော့သူကဒီသူ့ရဲ့ခံစားချက်သူ့ရဲ့အာယုံဆိုင်မှုကကြာဒီချီကျူးခံရတာကဲ့ရဲ့ခံရတော့သူအာယုံဆိုင်လေအဲ့ပုံမှာ feeling ထားနေတာပါဆိုတော့ဘာဖြစ်သူကအဲ့လိုပဲချီကျူးခံရတော့အလုံးမင်း feed တက်တယ်လို့ပဲကဲ့ရဲ့ခံရတော့လေအလုံးမင်း feed တက်ပြီးတော့ဘာမှမလုပ်နိုင်တော့ဘူးပေါ့နော်ပြိုလဲသွားတယ်လို့ဘာလို့ပေါ့နော်ဆိုတော့ okay အဲ့လိုမျိုးဖြစ်တယ်ဒါကတော့လူငယ် A လူငယ် B ရှိရပေါ့နော်လူငယ် B ကကြာတော့ဘယ်လိုလဲဆိုတော့သူလည်းပုံမှန်လိုပဲသူလည်းစူးစမ်းနေတဲ့လူငယ်လေးတစ်ယောက်ဆိုတော့သူကအလုံးစူးစမ်းတယ်လူလို့တဲ့ຢာလေးတစ်ခုကကောင်းတယ်ပေါ့နော်လူရလည်းမြင်နေ result တွေအဲ့တော့ဘာဖြစ်လို့အညီလေးတော်လာတယ်ညီလေးမိုက်တယ် improve ဖြစ်လာတယ်ဆိုတဲ့ဟာမျိုးလာကြည့်ကြည့်တယ်အချင်းကကြာဟုတ်ကဲ့ကြာအဲ့လောက်ပဲပေါ့နော်ဒါရဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါအကိုဟုတ်ကဲ့အဲ့လောက်ပဲသူက okay သူစေလို့ချက်ရှိရဆက်လုပ်တယ်သူလည်း point တစ်ပိုင်းမှာမှားတယ်သူလည်းလူသားပဲဆိုတော့သူလည်းမှားတယ်အဲ့ချိန်ကကြာဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးပဲချီကျူးခံရတဲ့အရင်ကချီကျူးခဲ့တဲ့လူတွေတော့မဟုတ်ဘူးပေါ့နော်တခြားလူတစ်တွေကသူ့ကို blame တယ်စောနာအတိုင်းပဲ blame တယ်ဝိုင်းပြီးပြောကြတယ်ဒါလေးတော့စောက်တော့မကြောက်ဘူးလားဆိုရဲအထာမျိုးနဲ့ပဲထပ်ပြီးတော့သူ့ blame ကြဒါပေမဲ့ဘာလဲဆိုတော့သူကဟုတ်ကဲ့အဲ့လောက်ပဲသူအဲ့ပေါ်မှာ feeling ထားမနေဘူးသူအဲ့ပေါ်မှာ feedback မနေဘူးသူလုံးဆက်ရှိရဲ့ရောက်သူဆက်လုပ်နေတယ်ပြောချင်တာမြင်လားမသိဘူးပေါ့နော်အဲ့ချီကျူးခံရတာကြီးကဲ့ရဲ့ခံရတဲ့ပေါ်တွေမှာ feedback မနေဘဲနဲ့ကိုလုံးဆရာရှိရဲ့အရာကိုဆက်လုပ်ပေါ့နော်ဒါကကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်လာပြီးပြောရမလားကျွန်တော်တခါကြလည်းဟုတ်ကဲ့ဒါကြကျွန်တော်ဘာပြန်ပြောတော့ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်လုံးဆရာရှိတာတော့ကျွန်တော်ဆက်လုပ်နေကျွန်တော် okay မှားသွားရင်မလားမှားသွားလို့ထောက်ပြနေလို့ကျွန်တော်ကြည့်ရင်ဒီကငါတကယ်ပြင်ဖို့လိုရဲရတာပြင်လိုက်တယ်ဥပမာတခုပြောပြမယ်ပေါ့နော်ကျွန်တော်ဆိုရင်ကျွန်တော်ကသူ့ကိုဂတိပေးထားတဲ့ຢာတစ်ခုရှိရဲအဲ့ဂတိပေးထားတဲ့ຢာတစ်ခု okay မင်းကဂတိမတည်ဘူးမင်းဂတိပေးထားတဲ့အတိုင်းမလုပ်ဘူးဆိုတော့ဒါကျွန်တော်တာဝန်ယူရဲokay အဲ့တော့ကျွန်တော်ပြန်ပြီးဖြည့်တင်းပေးတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်လည်းဂတိမပေးထားဘူးကျွန်တော်လည်းအဲ့ຢာနဲ့ပတ်သက်ပြီးတော့ဘာမှမပြောထားဘဲနဲ့မင်းကဒါကိုတာဝန်ယူရမယ်မင်းဒီຢာကိုမဖြစ်မနေလုပ်ရမယ်ဆိုတော့အထာမျိုးနဲ့လာပြော I don't care I don't know မသိဘူးပေါ့နော်ဒါလည်းအဲ့လိုစာတွေကပြောထားမှာမဟုတ်ဘူးအဲ့တော့ငါမှတာဝန်မရှိနေဘူးပေါ့နော်ဆိုရင်အတန်ပုံစံမျိုးပဲကျွန်တော်လုပ်ဆက်ရှိအောင်ကျွန်တော်လုပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မှတာဝန်ရှိနေဘူးပေါ့နော်ဆိုတော့အဲ့တိုင်းမှာကျွန်တော်ကလည်းချီကျူးခံရတာချီကျူးရဲ့ခါကျရင်ဟုတ်ကဲ့ပဲဟုတ်ကဲ့ကျေးဇူးပါကဲ့ရဲ့ခံရတဲ့ခါကျရင်ဟုတ်ကဲ့ဒါလေးဆိုတော့ကျွန်တော်လုပ်ဆက်ရှိရဲ့အရာကိုကျွန်တော်ဆက်လုပ်တယ်ကျွန်တော်လုပ်လို့ရရင်ကျွန်တော်ပဲရမှာကျွန်တော်လုပ်လို့ဆုံးရှုံးရင်လည်းကျွန်တော်ပဲဆုံးရှုံးပါအဓိကတော့ရှေ့ဆက်သွားနေရပေါ့နော်ကျွန်တော်ဆိုဘယ်လိုပုံစံမျိုးနဲ့နေထိုင်လဲဆိုတော့ learn from mistake learn from experience ဆိုတဲ့ဟာမျိုးနဲ့သွားရပေါ့နော်ဆိုတော့အဲဒီတိုင်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒါလေးကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဒီ video ကနေ brother အကျိုးတစ်စုံတစ်ရာတစ်ခုရမယ်ဆိုရင် channel ကို subscribe လုပ်ခဲ့လို့ရတယ် follow လုပ်ခဲ့လို့ရပါတယ်ကျွန်တော်က live ပဲဖြစ်ပါတယ်